စံလေးလားခဏခဏမေးလို့ဒါလေးကဘလုံးမချီသားလေးနော်မမေတို့လေအခုယာတီဥတုဘယ်ယာတီဘုံဆိုမြန်မာနိုင်ငံတော့အရန်ပူတယ်နော်မမေတို့ကချွေးကြားရတယ်ခလေးလေးဆိုဒီမှာကြည့်နော်ဒီလိုချီသားလေးဝတ်ပေးလိုက်အသားလေးလည်းလုံးဝအေးပြီးတော့ဘလုံးမချီသားနော်တဲ့ခိုင်လုံးချီသားလေးပါဒီမှာကြည့်အစင်လေးရမ်းလာတော့ဒါလေးနော်ခလေးတစ်နှစ်ကစဝတ်လို့ရမယ်ခလေး6နှစ်တိအောင်ရမယ်နော်မမေတို့ညာဒါလေးနော်ကာလာ4ရောင်ဆိုရင်မမေတို့လေအထက်မမေတို့လေလက်ကားစင်းနဲ့ရမယ်နော်ဒီမှာကာလာလေး4ရောင်ဒီမှာ4ရောင်လုံး4စင်လုံးလုံးဝလှရှယ်လှတာဒီမှာဒါလေးဆိုဒီမှာကြည့်လိုက်ဒီစင်လေးဆိုဒီမှာကြည့်နော်လုံးဝရှားပါအစင်လေးအပွင့်လေးကိုအရန်လှတော့ဒီမှာဒါလေးနော်အစိမ်းလေးကိုမှနော်ပန်းရောင်အစင်လေးကဲဒါလေးကတော့တမီးလေးတွေအကြိုက်ဒီမှာနော်လုံးဝကိုချင်းခဲ့တတ်တာမယ်အစင်လေးဒါလေးကပန်းရောင်လေးရှင်ဒါလေးနော်ပန်းရောင်လေးပါခဲ့ကျေသီးလေးကလို့ရှိအရှိမကျေသီးလေးနော်အဲ့လိုမျိုးလေးချုပ်ဝတ်ကြမယ်နော်ဒါလေးချုပ်ဝတ်ကြမယ်အဲ့လိုလေးဝတ်ကြမယ်ဒါလေးဆိုအစိမ်းလေးနော်အစိမ်းလေးဒီမှာဒီအစင်လေးအရန်လှရယ်နော်ဘေဘီလေးကိုပြန်တာတော်တော်လှတယ်တော်တော်ကိုလှတယ်ရှင်ဒီမှာအောက်ကအနားတုံလေးပါမယ်အရှိမဒီမှာကျေသီးလေးနဲ့နော်ဒီမှာဒီလိုချုပ်သားအမြင့်ပိုင်းလေးပါရှင်ဒီမှာအဲ့ဒီမှာဒါလေးဆိုရင်ဒီမှာစီအသားပြူတော့အသားညိုတဲ့ကလေးလေးနဲ့အရန်လှတော့နော်အယောင်စင်ဒါလေးကမျိုးတန်ကြီးအောင်လို့ခေါ်တယ်နော်ရှားပါအယောင်လေးဒီမှာအပွင့်စင်လေးအရန်လှဒီမှာကြည့်နော်ဒီလိုလေးပါလက်စုံချင်းစီမျိုးတောင်းနော်13800နဲ့ရမယ်လက်စုံချင်းစီနော်ဒါလေးကမျိုးနော်15000လို့ဖြစ်နေပြီခြိသားလေးနော်13800နဲ့ရပါမယ်ရှင်လက်စုံချင်းစီနော်တုံးထက်တွဲမှာစပြီးတော့တုံးစုတွဲမှာစပြီးတော့နော်13000နဲ့ရမယ်နော်ဒါလေးနော်ဟုတ်တယ်နော်အဲ့တော့လေးစုံတွဲယူမယ်ဆိုရင်ဒါလေးက12800နဲ့ရပါမယ်နော်အစုံ90 100နော်ဈေးတိတက်ရှိပါမယ်ရှင်ကျေးဇူးအများကြီးတင်ပါ